ကဲအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ကျွန်တော်တို့ဒါရသေးပြန်ကူကိုရောက်နေရပါတော့အဲ့မှာရှိတဲ့ရသေးပြန်ကူဆိုတော့ online မှာတော့ဒါအကုန်လုံးကအလှတဲ့အပိုင်းလေးတွေပဲ sharing လုပ်ပေးကြရတယ်ဆိုတော့ကျွန်တော်ကတော့ရောက်တဲ့ဟာလေးကို honest experience ပေါ့နော်တချို့တွေလှည့်စီးဖို့တဲ့စဉ်းစားနေကြတယ်ရှိတယ်ဆိုတော့ experience ကဘယ်လိုလဲဆိုတဲ့ဟာကိုမစည်းခင်ရတဲ့ဟာလေးလည်းနည်းနည်းပြပြပေးတော့ပါမယ်အဲ့တော့အခုကျွန်တော်ရဲအောင်ရှင်မေးကြည့်လိုက်တော့စောင့်နေကြလူတွေကအများကြီးပဲအဲ့တော့လူတွေတော်တော်များများမပြောကြတဲ့ဒီနေရာရဲ့လိုအပ်ချက်လေးကျွန်တော်ပြပြပေးချင်ပါတယ်အခုတော့မှကျောင်းသားမှာမြောက်တွေပြေးနေအဲ့မြောက်တွေအကုန်လုံးကအဲ့အနေစပြီးပြောမယ်ပေါ့နော်အဲ့မြောက်တွေအကုန်လုံးကကျွန်တော်ဒီမှာလူလက်ရင်လက်တယ်မျိုးကားပေါ်တွေတက်တယ်ပြီးတော့ကားပေါ်တက်ပြီးတော့ဆိုရင် wiper တွေပြီးတော့လို့ရှိရင် liner တွေဒါတွေကိုဆွဲပြီးတော့ခွာပြစ်တယ်ပေါ့နော်ခုနကဆိုလို့ EV တစ်စီးဒီရှေ့က wiper ကြီးကိုလုံးဝဆွဲဖြုတ်ပြီးတော့လုံးဝအဲ့လိုလုပ်တယ်ပြီးတော့နောက်ကရေကားတွေပါချိုးချပြစ်ပါဖြစ်အဲ့လိုလုပ်တယ်ပေါ့လေဆိုတော့အဲ့ဒါကတော့ဒါလုံးဝဟိုကြုံတွေ့ရမယ့်ကိစ္စကိုကားရက်ခဲ့လူတွေစီကားနေနေရတာမှတစ်ခါကြောက်ဆိုဒီကောင်ရောက်လာပြီးတော့အဲ့လိုမျိုးဆွဲပြီးတော့ချိုးချပြစ်တယ်ပေါ့နော်ဆိုဆိုရင်ကားအပေါ်ကဒီ liner ရှိတယ်အဲ့ဒီဟာတွေဆွဲခွာပြစ်အဲ့လိုလုပ်တယ်ပေါ့နော်ဒါလေးတွေကလုံးဝမကောင်းတဲ့ချက်ဒါမဲ့လည်းဒီမှာ on the stuffing ဖြစ်နေပေါ့ဟိုမှာ volunteer တယောက်တော့ကျွန်တော်ပြပြတယ်ဒီမှာကျွန်တော် token သွားယူတော့အဲ့ဒီမှာကြီးပြပြတယ် staff အရင်အရင်နေတယ်ပေါ့အဲ့တော့ကောင်းတာတော့ဖုံးနေမြောက်အောက်မှာဖြစ်သွားတယ်ဖုံးတွေကတော့တစ်ခါကျကြုံတော့ဟိုဒုတ်တွေနဲ့ရိုက်လိုက်မောင်းလိုက်အဲ့လိုမျိုးတော့လုပ်တယ်ပေါ့နော်မြောက်တွေဒါမဲ့လည်းဒီလောက်များတဲ့ဧည့်သည်တွေဒီလောက်များတဲ့ကားတွေကိုဒီလောက်များတဲ့မြောက်တွေကိုဒီလူကဒီဖုံးတွေအပေါင်းဗလင်းနည်းနည်းပဲရှိရတဲ့အတွက်လုံးဝတော်တော်လေးသတိထားပါတယ်တချို့ကျွန်တော်မြင်ခဲ့တဲ့ effect တစ်စီးဆိုလုံးဝအပေါ် liner ကြီးဟိုအစားဆုံးဆွဲခွာပြတယ်ဆွဲခွာပြီးတော့ဟိုဘက်ဆွဲဒီဘက်ဆွဲဒီမြောက်တွေလုံနေကြရပေါ့နော်ပြီးလူမောင်းတော့လည်းအဲ့ဒါကြီးဆွဲပြီးတော့ပြေးသွားတယ်ပေါ့နော်ဒါကြရင်ဖုံးတွေပါလူတွေပြောတယ်ကျွန်တော်နောက်မှာဒီမှာတစ်ကောင်ရောက်ဆိုတော့အဲ့ဒါနံပါတ်1ချက်မကောင်းတာဖြစ်ပါတယ်ပြီးနံပါတ်2ခုနပြောတဲ့ဒီအလုံးအင်းကိုသွားတဲ့နေရာကြာလို့ရှိရင်ကျွန်တော်တို့ပုံမှန်ဆိုလှေလေးလည်းစီးလို့ရတယ်ခေါင်းလေးလည်းစီးလို့ရတယ်ပေါ့နော်ဒီနေ့ဆိုတော့ on stuffing ဖြစ်နေတဲ့အတွက်လှေစီးလို့မရပါဘူးလှေမောင်းမဲ့လူမပါဘူးဆိုတော့တချို့ဆိုရင် token ယူထားကြပြီးတော့45မိနစ်ပဲစောင့်ရမယ်လို့ပြောတယ်ဒါပေမဲ့တကယ်စောင့်လိုက်ရတာဘယ်လောက်စောင့်လိုက်ရလဲဆိုရင်2နာရီလောက်စောင့်လိုက်ရတယ်အဲ့ဒါကြောင့်ဆေးဆိုးပြီးလှည့်ပြန်သွားတဲ့လူတွေလည်းရှိပါတယ်အဲ့ဒါတွေလည်းကြောင်းရပါတယ်ပြီးတော့အခုဖောင်စီးရမယ့်ကိစ္စဖောင်စီးရမယ့်ဟာဆိုရင်လည်းမနေ့ကဆိုလုံးဝတင်းစီးပြီးတော့တချို့ဆို2နာရီ3နာရီလောက်စောင့်လိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ပေါ့ဆိုတော့ဖောင်ကလည်းတကယ်မိုးရွာလို့ရှိရင်လည်းစီးရတာပါညာမစီးရင်နားဖို့ပါညာအစားဆောင်တွေအစားအဆင်မပြေဘူးပေါ့လေဆိုတော့အဲ့ဒါလေးတွေကတော့ကျွန်တော်တို့ဒီအနေနဲ့ပတ်သက်ပြီးသက်ဆိုင်တဲ့လူတွေလည်းတွေးလို့ရှိရင်ပို့ပြီးတော့ဟိုတိုးတက်အောင်လုပ်ပေးမယ်လို့ထင်ပါတယ်အခုလည်းသူတို့စူးစမ်းပြီးတော့လုပ်ပေးနေကြတယ်နော်ဆိုတော့ဖုန်းကလည်းဒါနဲ့ပတ်သက်ပြီးတော့ဟိုကောင်းအောင်လုပ်ပေးဖို့အတွက်အစီအစဉ်တွေလို့ပြောပါတယ်အခုတော့တချို့လှည့်ပြန်သွားကြရတယ်တို့ဒီမှာဧည့်သည်တွေဒီမှာပေါ့နော်ဟိုအဆင်မပြေနဲ့စောင့်ရတဲ့ဟာမျိုးတွေဆိုတွေ့လို့ရှိရင်သူတို့ဘက်ကနေပြီးတော့လေဒါလေးတွေကိုဖြည့်ဆည်းပေးဖို့လုပ်ပေးဖို့အတွက်စီစဉ်နေရလို့ကျွန်တော်တို့ဒီမှာ volunteer လုပ်နေရမှာဒီတယောက်ကပြပေးပါတယ်ပြီးတော့ဖောင်စီးတာတော့ဒါ3000ပေါ့နော်3000ဆိုတော့အဲ့ဒါတော့ပြဿနာမရှိဘူးဒါပေမဲ့စောင့်ရတာတော်လေးကြာအခုဆိုကျွန်တော်ဆိုရင်လည်းမိနစ်40ကျော်လောက်ဖြစ်သွားပြီပေါ့နော်စောင့်ရတာပါလေဆိုတော့ဒါလေးတွေရှိပါမယ်ကျန်တဲ့ဟာကတော့ဘယ်လိုမျိုးအတွေ့အကြုံတွေဒါစီးမှုတဲ့လူတွေရခဲ့ကြလဲကျွန်တော်တို့ကိုထပ်ပြီးတော့ comment ထဲမှာပြပြပေးလို့ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ကအခုစီးမလားမစီးလားဆိုတာမသိကြတော့ဘူးပေါ့အဲ့တော့ဒီကျွန်တော်ရသေးပြန်ကူကိုလာရင်းနဲ့လှေစီးမယ်တို့စဘာကူသွားမယ်တို့ဒီဖောင်စီးမယ်တို့ပေါ့နော်အလုံးဝင်သွားဖို့အတွက်အဲ့ဒီလူတွေကြုံတွေ့ရမယ့်အချက်လေးတွေကိုကျွန်တော်ရခဲ့တဲ့အပေါ်မှာချက်ကန်ပြီးတော့ပြပေးတာဖြစ်ပါတယ်ကဲဒါဆိုရင်အားလုံးပဲကျွန်တော်တို့အကျိုးတစုံတွေရရှိမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်မသွားခင်ဒီဗီဒီယိုလေးကြည့်သွားတဲ့ခါကျတော့ information လေးတွေသိရတာပေါ့နော်ကဲအခုတော့မှပြောရင်းဆိုရင်လည်းအဲ့လိုမျိုးပေါ့နော်ကားတစ်စီးပေါ်မှာသူတို့တက်နေတယ်လောဆယ်လေးပါဒီကောင်းလေးချောင်းတယ်ခု liner တွေခုနကတော့မှဆွဲခွာလို့ပေါ့အစတွေပဲကန်ကြည့်တယ်မောင်းလိုက်လို့ရှိရင်လည်းသူရှူးမောင်းလိုက်လို့ရှိရင်လည်းခါကျရင်ရန်ရှာတယ်ပေါ့နော်ပြန်ပြီးတော့ကဲကျွန်တော်လည်းရောက်လက်စနဲ့ဆိုတော့ပုံမှန်ကတော့မစီးတော့ပဲလှည့်ပြန်တော့မှာပေါ့နော်ဒါပေမဲ့ဒီမှာကြီးကတော်လေးကိုတော့ volunteer ပါဆင်လာလည်းရမ်းပါတယ်ရှင်းပြတယ်အမိုးပေါ်မှာတို့ဒီမှာလည်းမိုင်းကြီးကျွန်တော်လည်းကဲအားဆိုနေစီးလိုက်တယ်ပေါ့နော်ကားကိုလည်းကျွန်တော်ဆက်တော့ဟိုဘက်တောင်းမှာသွားရက်ထားတာကနေပြီးတော့ဘယ်နာလေးရက်လိုက်တယ်လူလေးရှိတော့မြောက်တွေအနေနဲ့လည်းနည်းနည်းစိုးရင်ကြသိမလို့တော့ပေါ့နော်ဆိုတော့ကိုကျွန်တော်တို့66တော့ရောက်နေပြီကျွန်တော်တို့ကတော့60ခေါင်ဆိုတော့ဒါမြင်ရတဲ့အနေထားဒီလိုမျိုးပါပကတိလည်းရှိမြင်ရတဲ့အနေထားပါနော်အဲဆိုကျွန်တော်တို့စီးတယ်ဆိုရင်စီးတဲ့ experience လေးကိုအမှန်တိုင်းရတဲ့အတိုင်းလေးကျွန်တော် share ပေးတော့ပါမယ်ခင်ဗျာဒေါ်လေးခင်ဦးပါနော်ကျွန်တော်တို့အရန်တက်ကြွပြီးတော့ volunteering လုပ်တာစစ်တနာအရန်ပါတယ်နော်ဒေါ်လေးခင်လောက်ခဲ့တဲ့အနဲ့ကမနေပဲဒီဟုတ်ကဲ့
ဟုတ်ဒီဟာကတော့အခု organize လုပ်ထားတာဖုန်းကြီးကနေပြီးတော့ organize လုပ်တာပေါ့နော်ဒါပေမဲ့ဒီမှာကုန်တာတော့စီဘိုးတွေကုန်မယ်အလုပ်သမားတွေကိုပေးရတဲ့ဟာကုန်မယ်ဒါပေမဲ့ဒီကရလာတဲ့ percent ဆိုတော့ဒီဖျားအတွက်ပြန်ပြီးတော့သုံးတယ်ပေါ့နော်ဒီဘာသာရေးအတွက်လိုအပ်တဲ့ဟာတွေအကုန်လုံးပြန်သုံးတယ်လို့သူပြောပါတယ်ကဲဆိုတော့ကျွန်တော်တို့စုစုပေါင်းမိနစ်90ကျော်လောက်တော့စောင့်နေရတယ်ပေါ့နော်အခုတော့ကျွန်တော်တို့60ခွန်ဆိုရင်ကျွန်တော်တို့လည်းရောက်ပါတော့မယ်ဒီမှာ66ထွက်သွားပြီအခုနောက်တစ်စီးလာရင်တော့ကျွန်တော်တို့လည်းရောက်ပါတော့မယ်အခုဒီမှာစောင့်နေနေပေါ့နော်ဟိုမှာကားတွေကရှိတဲ့မုတ်တွေဘာတွေအကုန်လုံးမြောက်တွေအုပ်လိုက်ကြည့်ဝင်ပြယူသွားမောင်းလိုက်ထွက်ပြေးသွားကြကဲအဲ့တော့ကျွန်တော်တို့ဒီမှာအခုရောက်လာတဲ့ဟာလေးပါဒါကျွန်တော်တို့60ခွန်ပေါ့နော်တက်ပါတော့မယ်လေးနာမည်ဘယ်လိုခေါ်လဲစောထုံးအေးကျော်โอเคကဲလေမောင်းနဲ့ညီလေးနာမည်စောထုံးအေးကျော်ပါမင်းသားပဲတော့โอเคကဲလေပါရောက်ပါပြီ yes အဲ့တော့ပဂရိအချိန်ကြီးကတော့ဒီလိုမျိုးပါပဲမိုးတွေရွာနေမယ်ဒါပေမဲ့ကန်ကောင်းတာကအရင်မတော့မိုးမရွာတော့ဘူးကျွန်တော်တို့စီးလာတာကတော့နည်းနည်းမိနစ်ပိုင်းလောက်တော့ဖြစ်လာပြီပေါ့နော်တိတ်တော့မရှိသေးဘူးဒီမှာစက်တန်တွေကတော့စုနေရယ်အဲ့တော့ပုံမှန်ကတော့ကျွန်တော်တို့ဗီဒီယိုတွေမှာဒီစက်တန်စူးညံလေးနဲ့တိတ်ပြီးတော့မကြောက်ဘူးပေါ့နော်ပုံမှန်ဆိုရင်စက်တန်တွေစူးညံမယ်ဒါပေမဲ့နောက်ခံ music လေးတွေပါလေးနေအဲ့လို editing လုပ်ပြီးပြင်ကြတာပေါ့ပုံမှန်ကတော့play ပုံမှန်ကတော့ဒါချောင်းလေးတစ်ခုထဲမှာ play စီးတယ်ပေါ့ဒါပါပဲနော်ရင်းတော့ထရေထူးတော့မရှိဘူးဒါပေမဲ့ဘာကောင်းတာလဲလို့ပြောရင်ကျွန်တော်တို့ပတ်ဝန်းကျင်ဘာဝအလားပါတောင်တွေနဲ့တောင်တွေကလည်းကျွန်တော်တို့မိုးရွာလိုက်လို့ရှိရင်ဟိုကငွေပြန်ပြီးငွေထောင်းထနေပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကတော့ဒါဆွဲဆောင်တဲ့အရာလေးတွေပေါ့နော်ပြန်လာတော့အရန်ထွေထူးတော့မတွေ့ရပါဘူးခင်ဗျာဒီညီလေးကိုမေးလိုက်တာပေါ့နော်ဒီမှာတော့တက်တာပြနေကြတယ်โอเค yes ဆိုတော့သူတို့ကတော့ဘယ်လိုဖြစ်လို့ဒီလေနဲ့လာလဲဆိုတော့ကျွန်တော်တို့အရင်တစ်ခေါက်တော့လာတော့ကျွန်တော်တို့ဒီသေးပြန်ကူပေါ့နော်ဟုတ်တယ်ဒီသေးပြန်ကူကနေပြီးဒီထွက်လာတဲ့နေရာဟိုနားလေးနဲ့တူတယ်ဟုတ်တယ်ဟုတ်တယ်ကိုအဲ့နာလေးအဲ့ရနေပြီးတန်လေကားလေးနဲ့သွားတယ်ပြီးတော့မှပြန်ပြီးတော့ဟိုဘက်ကိုမသွားတော့ဘဲနဲ့ဒီဘက်ကနေပြီးတော့လေဆေးပြီးတော့ဆေးလို့ရတယ်အဲ့လိုမျိုးလေးပေါ့ဒါလေးဆိုတော့လူတွေဒါလာပြီးတော့မဖြစ်မနေစီးကြရဲဆိုတော့အကြောင်းတော့ရှိတာပေါ့နော်ကြည့်ရတဲ့မြင်ကွင်းတွေမိုးလေးအခုလိုဖွားဖွားလေးအခုဆိုရင်ရွာနေရမိုးရွာနေရပေါ့နော်မိုးဖွားဖွားလေးကျနေရအနေထားမျိုးလေးဆိုတော့ပြဿနာမရှိဘူးရတယ်ဒါမိုးတွေအရင်ရွာနေတဲ့အချိန်တွေဆိုတော့မကောင်းဟိုလုံးဝဘာမှလုပ်လို့မရဘူးအခုလိုမျိုးဗီဒီယိုရိုက်ဖို့ကအခွင့်အခါမသိဘူးပေါ့လေဆိုတော့အခုတော့ကျွန်တော်တို့မိုးဖွားလေးတော့နည်းနည်းကျနေရတိုးတော်လည်းရိုက်လို့တော့ရတယ်ပေါ့နော်ဒီမှာရေဘဲလေးတွေတွေ့တယ်ပေါ့နော်ဒီမှာရေဘဲငုတ်သွားတယ်အော်ဒီမှာပြန်ပေါ်လာတယ်ရေဘဲတကောင်ပြန်ငုတ်သွားပြန်ပေါ်လိုက်ပြန်ငုတ်လိုက်တော့ဖြစ်နေတယ်နော်အော်ပြန်ပေါ်လာတယ်ညာလေးပါဆိုတော့ဒါအခုဒါ audience မြင်ရတဲ့ပုံစံတိုင်းပါပဲเนาะကျွန်တော်တို့ဒီလိုမျိုးမြင်ကွင်းလေးရှိမယ်မောင်းတဲ့ညီလေးကတော့ဒီမှာဆိုတော့ကျွန်တော်ပြောသမီးကတော့ဒီမှာအစင်းသေးနေရယူထားတယ်ပေါ့နော်ကဲရိုက်ပေးလိုက်ပါဦးမဗီဒီယိုလေးဆိုရင်တော့ခဏလောက်တော့ရက်ပါပြီဒီမှာတက်လို့ရတဲ့နေရာလေးရှိရပေါ့နော်ဆိုတော့အဲ့နာလေးကိုခဏလောက်တက်မယ်ဆိုတော့ဒီမှာဒီညီလေးကိုလည်းပေးပြီး interview ထားတယ်အဲ့တော့ဒီညီလေးကလည်းတနေ့ကုန် customer ရှိလို့ရှိရင်တောက်လျှောက်မောင်းရတယ်တစ်ခါမောင်းရင်တော့9000ပေါ့နော်တနေ့ကုန်နီးသူတို့ကလည်းဧည့်သည်ရှင်ရှိသလောက်သူတို့မောင်းရပါတယ်မနက်9:00ကနေပြီးတော့ဒါအကျမ်းမြင်တော့ညနေ9:00လောက်ထိပေါ့ဒါပေမဲ့တစ်ခါကြောက်လို့ရှိရင်တော့မနက်9:00ဆိုမဲ့လည်းစောပြီးလာတဲ့ဧည့်သည်ရှိလို့ရှိရင်လည်းမနက်9:00ထက်စောရမျိုးလည်းရှိရလို့ပြောတယ်နော်ဒီနားလေးကိုခဏရက်ပေးတယ်တက်ပုံလေးပါလေးရိုက်လို့ရပါတယ်ဒီနားလေးမှာဒီညီလေးခဏစောင့်ပြီးဆိုတော့ဒီနားမှာတော့ရှွန့်နေပြီပဲဒီကောင်ဆိုအကုန်လုံးပွဲဆွေးတွေကဲဒါဆိုရင်တော့ကျွန်တော်တို့ဓာတ်ပုံတွေဗီဒီယိုတွေလည်း
တော်တဲ့ဒီနားမှာရိုက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဆက်သွားပါတော့မယ်ပုံမှန်ကတော့ဒါကျွန်တော်တို့အသွားပြင်ဆိုမိနစ်40လောက်ကြာတယ်ပေါ့နော်ဒါပေမဲ့လည်းခါကြတော့ဓာတ်ပုံဗီဒီယိုရိုက်တာကြာရင်တော့နည်းနည်းအဲ့ထက်လေးနည်းနည်းပိုကြာနိုင်ပါလေအဲ့တော့ဒီရေလေးကိုကြည့်လိုက်တာပေါ့နော်သူ့ကိုလည်းမေးလိုက်တယ်ဘယ်လောက်နဲ့လဲဆိုတော့အများဆုံးကအနက်ဆုံးနေရလူ100စာလောက်ပဲပေါ့နော်တချို့နေရဆိုလူ100စာမရှိအခုဆိုဒီမှာဆိုဒီကောင်ဆိုလူလေပင်းလောက်ပေါ့အဲ့လောက်ပဲရောက်နိုင်တယ်အဲ့တော့ဒီဘလော့လေးအဓိကလုံးချင်ရတဲ့ရေချက်ကတော့တော်တော်များများဒီမှာဖောင်သွားပြီးတော့စီးတဲ့လူတွေအကုန်လုံးကတော့အားလုံးအရာလှတယ်အရာအဆင်ပြေတယ်ဆိုတဲ့ဟန်လေးလည်းပြောကြရတယ်ပေါ့နော်ဆိုတော့ကိုတကယ်စီးကြည့်တဲ့ခါအဆင်ပြေသလားဆိုတော့စောင်းရတယ်တန်းစီရတယ်ဟိုမှာမြောက်တွေကိစ္စတွေနော်ဟိုအချိန်ကြာတာတွေဒါလေးတွေပြီးမိုးတကယ်ရွာသွားတဲ့ခါမှာအဆင်မပြေတဲ့ကိစ္စတွေဆိုတော့အများကြီးရှိရပါလေဆိုတော့အဲ့ဒါလေးတွေလည်းပြောချင်တယ်ပြီးတော့တကယ် reality ပေါ့နော်ဘယ်လိုရှိလဲပေါ့အဲ့ဒါလေးလည်းပြချင်နေတယ်ရလက်တာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်လည်းတော်တော်လေးတော့တက်ပေါ်တဲ့ဗီဒီယိုတွေရိုက်တင်လောက်ရပြီပေါ့နော်ကဲဒါဆိုရင်တော့ဒီနားလေးကိုခန်းစားကျင်တဲ့လူတွေအတွက်ကျွန်တော်တို့ဒါရိုက်ပြလိုက်ပါတယ်ဒါပေမဲ့အခုတော်တော်များများကတော့ဖန်ဆိုတာကြီးကိုအိမ်ဦးနဲ့ကျဲမြင်လူမျိုးရောက်နေကြလို့မြင်နေပေါ့နော်တော်တော်များများသွားလာနေကြဆိုတော့ဘုံလည်းသိပြီးသားနေပါပါကျွန်တော်လည်းကိုသွားတဲ့အချိန်မှာဒါလေးကိုအမှတ်တရ documenting လေးလုပ်ရင်းနဲ့ audience တွေပါ share ပြလိုက်တာဖြစ်ပါတယ်ဒါမှမြင်တဲ့တော့ပြောတယ်တော့ဓာတ်ပုံဗီဒီယိုတွေရိုက်ရလို့ဆိုပြီးတော့နော်ဒီညီလေးရတယ်တော့လေးစိတ်ရှိပါတယ်သူတို့လည်းအဲ့တော့ဒီမှာအဓိကလှတဲ့ဟာတွေကတော့ဒီတောင်တွေအကုန်လုံးကမိုးရွာပြီးသွားလို့ရှိရင်ငွေတွေထွက်တယ်ပေါ့နော်အဲ့ဒီငွေတွေကလှနေတာပေါ့ဒီမှာကြည့်လိုက်အဲ့ဒီဟာတွေကဒါအဓိကဆွဲဆောင်တာတစ်ခုလိုမျိုးဖြစ်နေရပါတော့ကျန်တာတော့ထွေးထူးမရှိပါဘူးကျွန်တော်တို့အင်းထဲမှာလှေစီးတယ်ပေါ့ဒါပါပဲဒီပတ်ဝန်းကျင်ဒါသာမရှိလို့ရှိရင်ဒီအင်းကကျွန်တော်ထင်တယ်အဲ့လိုဒီဆွဲဆောင်လို့ရှိမှမထင်ဘူးအဲ့တော့ဒီမှာရေပေါ်မှာလည်းပေါက်နေတဲ့မြက်တွေရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကကုန်းမြေတင်လို့ဒီမှာဒီညီလေးကိုမေးကြည့်တာဒီမြက်တွေပေါ့မသိလို့ရှိရင်ဒါကျွန်တော်တို့ဒီနားလေးကတော့လမ်းကြောင်းလေးဒီဘက်မှာလည်းကုန်းမြေပေါ့နော်လို့ထင်တာဒီညီလေးကိုမေးကြည့်တာညီလေးကမဟုတ်ဘူးတဲ့ကုန်းမြေမဟုတ်ဘူးပေါ့နော်ဒါမိုးရမ်းများလို့ရှိရင်တော့ဒီဟာတွေကလည်းပြန်မြုပ်သွားတယ်ပေါ့နော်ဒီညီလေးလည်းမေးလိုက်တာဒီညီလေးလည်းအဲ့ပင်တွေဘာလဲဆိုတာသူကပြောတယ်ခေါ်မတက်ဘူးဆိုခေါ်မတက်ဘူးဆိုဘာလဲဆိုမခေါ်တက်ဘူးလို့ပြောကြတယ်နော်သူတို့လည်းဒီဟာကိုမခေါ်တက်ဘူးလို့ပြောပါတယ်ဘာမှတတ်တယ်ဘာလည်းမစားဘူးသူမှမစားဘူးတဲ့အဲ့ဒီကဲအဲ့ဆိုရင်တော့ကျွန်တော်တို့လည်းရိုက်လို့ရသလောက်ပေါ့နော်ရိုက်လိုက်တာဖြစ်ပါတယ်အခုတော့ကျွန်တော်တို့ဒီဆက်ပြီးသွားတဲ့ခါကျလို့ရှိရင်တော့သဘာဝရေလိုက်ကိုဆိုတာရှိတယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ရေနဲသွားရင်တော့ဝင်လို့ရတယ်ဒါပေမဲ့အခုတော့ရေနည်းနည်းကြီးလာတာဖြစ်တဲ့ဝင်လို့မရတော့ဘူးလို့ပြောပါတယ်ဒါပေမဲ့အဲ့နာရောက်လို့ရှိရင်လည်းနည်းနည်းရိုက်ပြပေးပါဦးအဲ့တော့တောက်လျှောက်ကတော့လှရပေါ့နော်ဒီနားတွေဆိုလဲဒါကြောက်ဆက်လေးတွေပေါ့ကြောက်အဲ့လိုမျိုးတွေကြောက်တွေချွန်ချွန်လေးတွေထွက်အဲ့ဒီလိုမျိုးလေးတွေဒီမှာဆိုတာချွန်လေးတွေထွက်နေရပါတော့ကြောက်တွေပေါ့နော်အဲ့တော့ဒါသဘာဝရေလိုင်ကူးဆိုတာကိုကျွန်တော်တို့သွားဖို့တော့ပေါ့နော်ဒီနားမှာပေါ့ကဲတော့ဒီညီလေးကို request လုပ်လိုက်တယ်ပေါ့နော်နည်းတော့မောင်းပြပေးပါဆက်ကနေမောင်းလာတယ်ပြီးသွားရင်ဒီကနေပြန်ရမှာဒါပေမဲ့သူကဒီနားလေးကိုတက်တက်လေးမောင်းပေးတယ်ပေါ့နော်အဲ့တော့ရေလိုင်ကိုကဝင်လို့မရဘူးပေါ့နော်သူကလုံးဝကြီးအောက်ကိုဟိုဖြစ်နေခြေတွေကလုံးဝခြေတွေကဒီမှာအောက်မှာဟိုဖြစ်နေပြီခြေတွေကလုံးဝနော်အောက်ကိုဘာမှဝင်လို့မရတော့ဟောသူကပုံမှန်ဆိုဒီကောင်ဝင်လို့ရလားပုံမှန်ဆိုဒီဟာလေးကဝင်လို့ရနေရတယ်ဖြစ်သွားတယ်အခုတော့ဝင်လို့မရတော့ပါဘူးကဲဒါဆိုရင်တော့ကျွန်တော်တို့လည်းရောက်ခါနေပါပြီရှေ့မှာဆိုရင်တော့ကျွန်တော်ရောက်ပြီပေါ့နော်ဓာတ်ပုံတွေဗီဒီယိုတွေလည်းရိုက်တဲ့လောက်ရိုက်လိုက်တယ်ကျွန်တော်တို့ဘူးတူတိုင်းလည်းရပါတယ်ဆိုတော့မိုးတကယ်ရွာလို့ရှိရင်တော့ဒါကျွန်တော် TikTok မှာလည်းတချို့တွေတွေ့တယ်ပေါ့နော်လုံးဝတငယ်ချင်းမင်းပြောတော့ဖန်ကလာလေဖို့ကောင်းတယ်ဆိုမိုးကဖန်မှာအစိုးမရဘူးလို့ပြောလို့ရတယ်သူကဟုံးတိုင်းကျဲပြီးရွာခြင်းသလိုရွာလိုက်တယ်ပြီးသွားလို့ရှိရင်ခဏနေရက်ရှင်လည်းရက်သွားတယ်ပြီးတော့ပြန်ရွာခြင်းလည်းရွာတယ်ရွာတာကြီးကလည်းတကယ်မိုးရွာတဲ့ပုံစံအပေါ်ကကြောက်ခဲသွေးသွေးလေးတွေနဲ့ပြချနေတယ်တော်တော်ကြီးမိုးကဆက်တွေကြီးကျန်းတယ်ပြီးတော့ရက်ရှင်လည်းခုလိုမျိုးရက်သွားတယ်ပေါ့နော်ဒါပေမဲ့ကန်ကောင်းတာကျွန်တော်တို့ကတောက်လျှောက်မိုးကတော့တောက်လျှောက်ရက်သွားတယ်ပေါ့နော်ဆိုတော့ခုလိုမျိုးလူလူတူတူပေါ့နော်တက်ဆုပ်လေးဖြစ်နေတယ်မာနာမှာ1နဲ့အေးရောက်တယ်နော်မေးဆိုရင် feeling ဘယ်လိုနေလဲဒီနေ့ကတော့သဘာဝတရားနဲ့ကြည့်ရတဲ့အတွက်အရင်ကြောက်ကောင်းပါလေဒီကနေ့ရောက်တဲ့မို့လို့ပို့ပြီးကြောက်ကောင်းတယ်အေးမပါတဲ့အတွက်ကိုယ့်ကိုစိတ်လွတ်လွတ်လို့ရာသီဥတုကလည်းကိုယ့်ဘက်ပါတယ်ပေါ့နော်
ဒီမှာဖုန်းကြီးတစ်ပါးရှိရပါတော့ဒီဖုန်းကြီးကတော့တောက်လျှောက်သွားမြောက်တွေကိုရိုက်တာတွေကောတက်ရတဲ့ဆိုမောင်းထုတ်ပေးတာပြောတာပါအဲ့ဒါတွေရောတော်တော်လေးပုံညီပေးတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့စီးရလူလည်းတော်တော်အဆင်ပြေတယ်လို့ပြောလို့ရပါတယ်အဲ့တော့အခုကျွန်တော်တို့စီးခဲ့တဲ့အတွေ့အကြုံပေါ်မှာအခြေခံပြီးတော့ပြောရင်ဒီကိုလာကျင်တဲ့လူတွေအနေနဲ့တော့ကျွန်တော်တို့ကဒါလာလို့လည်းမပြောဘူးမလာနဲ့လို့လည်းမပြောဘူးဒါပေမဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရာသီဥတုကောင်းရင်ကောင်းသလိုပြီးတော့လူရှုံးရင်ရှုပ်တယ်လို့မျိုးကျွန်တော်တို့စိတ်ငြင်းရတာတွေစိတ်မငြင်းရတာတွေဒါတွေတော့ကွာဟနိုင်တယ်ပေါ့နော်ဒါအခုကျွန်တော်ရခဲ့တဲ့အတွေ့အကြုံလေးဖြစ်ပါတယ်နောက်ထပ်မှာလည်းကျွန်တော်ရတဲ့အတွေ့အကြုံလေးတွေကိုအခုလိုမျိုးကျွန်တော်နှစ်ယောက်ပေါင်းပြီးတော့ဝင်းမျှပေးသွားမှာဖြစ်ပါတယ်နော်ကြည့်အားလုံးပဲဘိုင်